Ok, alo mình là bà cho nó đi nè, bây giờ mẹ cháu nhà lì cả cho nó Windows 10 mà bọn nó Windows 10 mà quê Windows quê computer bọn nó quê computer sorry nó laptop desktop xong bọn nó cho nó Windows 10 thả đấy computer mà cho nó password các bọn khăn đi bọn nó cho nó Windows password khăn đi điều cho nó bây giờ mà phải bảo đấy. Ladies and gentlemen, please welcome. Ladies and gentlemen, please welcome. Ok,ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ပထမဆုံးတွားရမှာကကျွန်တော်တို့ပေါ့နော် Windows ဘာနေကျွန်တော်တို့setting ကိုတွားမှာပေါ့နော် setting တွားပြီးကျွန်တော်တို့ setting နဲ့အနေမျိုးမှာကျွန်တော်တို့ဒီမှာရှိအမိုင်းကောင့်ဆိုတာရှိရတော့နော်ဟုတ်ပြီအကောင့်လေးတွားမယ်အဲ့ဒီအနေကျွန်တော်တို့ပထမဆုံး sign in option ဆိုတာတွားရမှာနော်ဟုတ်ပြီကျွန်တော်တို့ sign in option ရောက်ပြီဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီထဲမှာ password ကိုခတ်မှာပေါ့နော်ကျွန်တော် log ဒီထဲမှာပါတယ်အဲကျွန်တော်တို့ Windows hello face ဆိုတဲ့ password တွေရှိတယ်ဒီမှာဒါဆို fingerprint ရှိတယ်ကျွန်တော်တို့ Windows hello pin ဆိုတာရှိတယ်ကျွန်တော်တို့ security key ဆိုပြီးရှိတယ်ပေါ့နော်ဒါ password ရှိတယ်ကျွန်တော်တို့ကပုံမှန်အတိုင်းရိုးပဲကျွန်တော်တို့ဟာကိုအများကြီးအလုံးချိုးမခံချင်ဘူးပေါ့နော် password တွေအများကြီးကပ်ပြီးတော့ကိုကမေ့သွားလို့ရှိရင်လည်းဒါနည်းနည်း short ရှိရပေါ့နော်ဆိုတော့ကျွန်တော်ရိုးရှင်းလေးပဲ password ပဲကပ်လိုက်မယ်ဟုတ်ပြီကျွန်တော်ဆိုရင် password လေးရွေးလိုက်အောင်ပါပဲအပေါ်ကကျွန်တော်တခုပြောပြချင်ခဲ့တယ်အပေါ်ကဒီကောင်နေရပေါ့နော်ဒီကောင်နေကတော့အများကြီးရှိတယ်ဒါပေမဲ့ကိုကခတ်လိုက်တယ်ခတ်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ password မေ့သွားတဲ့အခါဆိုရှင်အလွယ်တကူကျွန်တော်တို့ပြန်ပြီးတော့မှတ်မိဖို့ဆိုတာမဖြစ်နိုင်ဘူးเนาะအဲဆိုကျွန်တော်တို့ရိုးဒီ password ကိုကျွန်တော်တို့ကတကယ်လို့မေ့သွားတယ်ဆိုတော့ကျွန်တော် remove လုပ်ဖို့ကအဆင်ပြေလွယ်တယ်ပေါ့เนาะအဲ့လိုလုပ်လို့ရတယ်ကျွန်တော်တို့ဒီ fingerprint ဆိုတာတော့ကျွန်တော်တို့ set တိုင်းတော့မရဘူးကျွန်တော်တို့ set တွေဆိုလည်းမရဘူးဒါပေမဲ့ Windows 10ကိုကျွန်တော်တို့ကupdate လုပ်လိုက်ပြီဆိုလို့ရှိရင်သူကအကုန်လုံးပါပြီးတယ်ဒါပေမဲ့ကျွန်တော်တို့အလုပ်လုပ်တာဆိုရင်မလုပ်ဘူးပြောရမှာပဲเนาะဒီမှာဒီမှာ corner file ဆို fingerprint scanner အဲ့လိုမျိုးလာပြတယ်ဒါတော့ကျွန်တော်တို့ဒါစက်တိုင်းလုပ်လို့မရဘူးပေါ့เนาะသူပါတဲ့ fingerprint scanner ကျွန်တော်တို့ hardware ဒီပါမှာလုပ်လို့ရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကတော့ဒါ password ပဲပေါ့เนาะရိုးရှင်းဆုံး password လေးပဲကျွန်တော်တို့ခံမယ် okay ဒီမှာ add ကိုနှိပ်လိုက်ပါဟုတ်ပြီကျွန်တော်နှိပ်လိုက်တာနဲ့ကျွန်တော်တို့ create password ဆိုတော့ကြောက်လာတယ်ကျွန်တော်တို့အဲ့မှာပေးချင်တဲ့ new password မှာကျွန်တော်တို့အဆင်ပြေလို့ပေးပါတော့ကိုကြိုက်တယ်လို့ပေးလို့ရတယ်ဒါတော့ကျွန်တော်ပေးနေကြပါတော့ကျွန်တော်တို့ဒီမှာက new password ရယ် confirm password ရယ်ပေါ့နော်ဒါကတော့တူအောင်ပေးရမှာကြိုက်တာပေးလို့ရကျွန်တော်တို့ဒီ password hint ဆိုတာကျွန်တော်တို့ဘာပြောတာလဲဆိုတော့ကျွန်တော်တို့ဒီ password ကိုပေါ့နော်ဒါဆိုကျွန်တော်အများကြီးပေးတာတယ်အများကြီးဆိုရင်ကကိုစိတ်မချအောင်ဆိုလို့ရှိရင်ကျွန်တော်မကြိုက်တာပေးလို့ရတယ်ကျွန်တော်ကဒါမျိုးပေါ့နော်ကိုကြိုက်တာပေးထားလို့ရတယ်ဒါပေမဲ့ password တစ်ခုလုံးတော့ဒီမှာရိုက်လို့လည်းရတယ်ဒါပေမဲ့ password တစ်ခုလုံးသူများပြတာလို့ဖြစ်နေမှာဆိုတော့အဆင်မပြေဘူးဆိုတော့ဥပမာကိုကအဆင်ပြေလို့လေးပေါ့ကိုပေးထားတဲ့ password နဲ့မှတ်မိနိုင်တဲ့လောက်လေးတွေပေါ့နော်ကျွန်တော်တို့ဒီမှာအစဖော်ပေးတဲ့ပုံစံမျိုးလေးထည့်ပေးတာပြောပါတယ်ဟုတ်ပြီကျွန်တော်အဲ့လိုလေးရေးပြီးပေါ့နော်အရေးလည်းပြဿနာတော့မရှိဘူးကိုစိတ်မချဘူးဆိုလို့ရှိရင်တော့ရေးရတာကောင်းတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ next တော့ဒါဆိုပြီးသွားပြီเนาะ finish သွားလိုက်လို့ရှိရင်ရပြီ okay အဲ့ဆိုရင်ကျွန်တော်တို့ဒါ password ခက်ပြီးသွားပြီဆိုတော့ကျွန်တော်တို့တစ်ချက်ကြည့်မယ် okay ဝင်လို့လောက်ဟုတ်ပြီကျွန်တော်ဒီမှာ password တောင်းပြီ okay အဲ့ဆိုကျွန်တော်တန်းဝင်သွားတယ်เนาะရတယ်အဲ့ဆိုရင်ဒါကျွန်တော်တို့ password ခဏလေးပြပါတယ်တလက်စားရတယ်ကျွန်တော်တို့ password ခဏပြီးပြီဆိုတော့ကျွန်တော်တို့တလက်စားရပေါ့နော်ကျွန်တော် password ဖြုတ်တာပေါ့နော်ဖြုတ်တာလေလို့ရှင်းပါတယ်ကျွန်တော်တို့ဒီနေရာကနေပဲ password ပေးတဲ့နေရာကနေပဲကျွန်တော်တို့ဝင်ပြီးတော့ password ဖြုတ်လိုက်ရမှာပဲဆိုတော့ကျွန်တော်တို့ဒီမှာpassword ဖြုတ်ချင်တယ်ဆိုတော့ကျွန်တော်တို့ change ပေါ့နော်ဒီ password ပေးထားတဲ့နေရာမှာ change အခုကျွန်တော် current password ကျွန်တော်ထားခဲ့တဲ့ password ကိုကျွန်တော်ရရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ရပြီလို့ရှိရင်ဒါ password ဖြုတ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကnew password နေရာမှာလည်းဘာမှမထည့်ဘူးအားလုံးဘာမှမထည့်ဘဲနဲ့ကျွန်တော်တို့က next ဆိုဝေးလိုက်လို့ရှိရင်ကျွန်တော်တို့ဒါရပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ပြန်စမ်းကြည့်မယ်ဟုတ်ပြီဒါဆိုယူဆိုင်ရင်ဟုတ်ပြီကျွန်တော် password မှာ download ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ရသွားပြီကျွန်တော်တို့laptop ကို password ခတ်ပုံခတ်နည်းရောကျွန်တော်တို့ခတ်ထားတယ်ဆိုလို့ရှိရင်ဖြုတ်ပုံဖြုတ်နည်းရောပေါ့နော်ကျွန်တော်တခါလေးပြောပြပေးရဖြစ်ပါတယ်တကယ်လို့ chain နဲ့ပုံမှန်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကပုံမှန်တိုင်းပဲပေါ့နော်
chain နဲ့ဘာညာဆိုတာလည်းကျွန်တော်တို့ဒီဖြုတ်တဲ့နေရာမှာပဲခုန chain password နေရာမှာကျွန်တော်တို့သွားပြီးတော့ပြောင်းလို့ရပါတယ် okay ကျွန်တော်တို့အဆိုရင်ဒီ password ဖြုတ်ပုံဖြုတ်နည်းကျွန်တော်တို့ပြန်ပြီးတော့ကို password ထားနည်းလေးတွေကအဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်လူကြီးမျိုးတို့အနေနဲ့ကျွန်တော်ရဲ့ဒီ video လေးကိုအကျိုးတစ်စုံရရှိမယ်ဆိုလို့ရှိရင် like and share လေးနဲ့လုပ်ပေးပါလို့ကျွန်တော်တောင်းဆိုပါတယ်